ကိုယ်ရရတဲ့ဒီစင်ပေါ်တက်ပြီးတော့တစ်ချိန်အများကြီးတစ်ချိန်ပဲဆိုတော့လေဆိုတော့ဘုရားရဲ့အလိုတော်ဖြစ်ပဲချင်းတယ်နော်ဆရာတို့လည်းဒီနေ့လုပ်ရဆိုတော့ဘုရားရဲ့ရမှုတော်မှာနာခံခြင်းအဓိကဖြစ်တယ်အာမင်အာမင်ဆိုတော့ကျေးဇူးတော်အဖြစ်ဘလို့မကြီးတယ်သူပေါင်းလာတယ်နော်လို့ရှိရင်ကြီးရခံလို့ရှိရင်လည်းကိုကအစင်ပြေတယ်လို့ပြပြတတ်တယ်ပြီးလို့ရှိရင်ဘုရားရဲ့မဆာခြင်းမှာနှစ်ခါအဖမ်းခံရတယ်ဒါမဲ့တရားမပေးပြန်လွတ်လာတာကျွန်တော်ဆိုတော့ဒါအဲ့ကြောင့်ဘုရားကိုတားရတဲ့ချင်းမနာအာမင်အာမင်တားရတဲ့ဒုက္ခတွေကမှလွတ်မြောက်ခြင်းပြည့်ရဆိုပြီးတော့ဒီကိစ္စလုံးကျုံနေတဲ့ချင်းမပါအာမင်ပြင်ပန်းတယ်ဆိုတော့ဒီမှာပဲအိမ်နေတယ်နော်ကောင်းပြီဟုတ်ပြီဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဘုရားကိစ္စမှာပစ္စရှိတာအမှုတော်ဆောင်းပါဒီကေတရင်ချင်းမှာဒီမှာလူဆက်မှာတော့မဟုတ်ဘူးကျွန်တော်ယုံကြည်တယ်အာမင်ဟုတ်2025ခုနှစ်ဒီဧပြီလနဲ့တည်ဆောက်မဲ့ခုနှစ်ဖြစ်သည်ဟုတ်တယ်